အဲ့တော့ BFS ဆိုတာကြတော့ကငါတို့ကဒီငါတို့ဒီ grade ပေါ့ဒါ grade ကွာ2D grade ပေါ့အဲ့မှာဒီကောင် index က3.1 2 3 4 5 3.1 2 3 4 5ဟုတ်ပြီနော်အဲ့တော့ BFS ဆိုတာဘာလဲဆိုတော့ငါတို့ကဒီမှာ grade တစ်ခုရှိတယ်ဆိုရင်သူကသူ့ရဲ့အပေါ်ကကောင်သွားကြည့်မယ်ညာဘက်ကကောင်သွားကြည့်မယ်အောက်ကကောင်သွားကြည့်မယ်ဘယ်ဘက်ကကောင်သွားကြည့်မယ်အကယ်၍ဒီမှာရှိတဲ့ကောင်ကတခုသူကိုလိုချင်တဲ့ဟာကို satisfy ဖြစ်တယ်ဆိုရင်ကိုလိုချင်တဲ့ဟာကို satisfy ဖြစ်တယ်ဆိုရင်ကိုတွေကဒီ Q ထဲမှာထည့်လိုက်မယ် Q ထဲမှာထည့်လိုက်မယ်ဒီကောင်ကိုထည့်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ညာဘက်ကိုကြည့်မယ်ညာဘက်က satisfy ဖြစ်ရင်ဒီ Q ထဲမှာထည့်မယ်ဒီအောက်ကဟာ satisfy ဖြစ်ရင်ဒီ Q ထဲမှာထည့်မယ်အကယ်ဘေးဘက်ကဟာ satisfy ဖြစ်ရင်ထည့်မယ်မဖြစ်ရင်မထည့်ဘူးမဖြစ်ရင်ငါတို့က disregard လုပ်လိုက်မယ်โอเคနော်အဲ့တော့ငါတို့ဒီ Q ထဲမှာဒီ3ခုရလာပြီဆိုရင် Q ဒီငါတို့ရဲ့ loop ကဘယ်လိုပတ်နေမလဲဆိုတော့ဒီ Q ကြီးက empty မဖြစ်မချင်းဒီပတ်နေမယ်ဟုတ်ပြီနော်ဒီ Q ကြီးက empty မဖြစ်အဲ့တော့ငါတို့ကပထမဆုံးဒီ Q တွေကနေအတုံးတုံးထုတ်မယ်အတုံးတုံးထုတ်ပြီးတိုင်းဒီအပေါ်ကြည့်မယ်ညာဘက်ကြည့်မယ်အောက်ကြည့်မယ်ဘေးဘက်ကြည့်မယ်အဲ့တော့အပေါ်ကကောင်အဆင်ပြေ Q တွေကိုထည့်အဲ့လိုပဲဒီလိုပဲလှုပ်သွားရမှာကွာဒါအောင်ငါတို့က BFS လှုပ်ခေါ်တာကွာအဲ့တော့ငါတို့မိကွန်းတစ်ခုကြည့်မယ်ကွာမိကွန်းတစ်ခုကဘယ်လိုလဲဆိုတော့ငါတို့ကဒီတစ်ကငါတို့ကကုန်း3ညကရေလို့ငါတို့တတ်မှတ်လိုက်မယ်โอเคနော်အဲ့တော့ငါတို့က largest island okay largest island ဆိုတော့တစ်တွေကတူတူကြည့်နေရမယ်ဒီလိုမျိုးလေးပေါ့ဒါကလောလောဆယ်ဒီကောင်က largest island ပေါ့ largest island ရှာတဲ့ algorithm BFS နဲ့ရေးရမယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ငါတို့က okay သူက starting point တခုပေးလိမ့်မယ် starting point ကငါတို့ထားဒီကောင်ကိုပေးတယ်ကွာ okay ဒီကောင်ကိုပေးတယ် starting point အဲ့တော့ငါတို့ကပထမအဦးဆုံးဘာလုပ်မလဲဆိုတော့ q တခုစောက်လိုက်မယ် q is equal to new q ဒါပေမဲ့ဒီထဲမှာပါရှိမလဲဆို integer array ဘာလို့ integer array ရှိရလဲဆိုတော့ဒီကောင်ကငါတို့ကဒီကောင်ရဲ့ x coordinate နဲ့ y coordinate ကိုငါတို့ကဒီထဲမှာတိမ့်မှာဟုတ်ပြီနော်အဲ့တော့ x coordinate နဲ့ y coordinate ကိုတိမ့်ဖို့အလွယ်ဆုံးကငါတို့ array တစ်ခုထဲမှာ x နဲ့ y နဲ့ 0.1 အဲ့လိုမျိုး x နဲ့ y နဲ့ကိုထည့်လိုက်အောင်မယ် okay အဲ့တော့ငါတို့ q ထဲမှာပထမအဦးဆုံးကဏ္ဍရောက်ပြီဆိုတော့ငါတို့ကပထမအဦးဆုံးဘာလုပ်မလဲဆိုတော့ဒီ q ထဲကိုငါတို့က q.poll poll ဆိုတော့ q ထဲကိုအထက်ကိုထည့်မယ် तू ကမေကုန်းမှာပေးထားလိုက်မယ် start x ဆိုပြီးတော့ပေးထားလိုက်မယ် start y ဆိုပြီးတော့ပေးထားလိုက်မယ်အဲ့တော့ဒီကောင်ကိုထည့်ထဲမှာပါလဲ new integer array ဘာထည့်မလဲဆိုတော့ start x, start y ကိုနှစ်ခုကိုလောလောဆယ်ဒီ q ထဲမှာငါတို့ q ဒီဟာကြီးကလောလောဆယ် q ကို imagine လုပ်မယ် q ထဲမှာငါတို့ဘာဝင်သွားပြီလဲဆိုတော့ဒါအပိုင်းတစ်ပိုင်းဒီထဲမှာဘာဝင်သွားပြီလဲပထမအောင်ဆုံးဘာပေးထားလဲဆိုတော့ငါတို့ဒီကောင်ကိုပေးမယ်ဒီကောင်ကိုပဲပေးတယ်ထားဒီကောင်ကဘာလဲဆိုတော့ 3.1 ဆိုတော့ 3.1 ဆိုပြီးတော့ဒီကောင်ကရှိတယ်အဲ့တော့ငါတို့ loop ကဘယ်လိုပတ်မလဲဆိုတော့ while ဒီ q က dot is empty dot empty ဒီ q က empty မပြတ်မချင်းဒီငါတို့ကဒီ loop ကိုပတ်မယ်တဲ့ okay နော် fuck ဟုတ်ပြီအဲ့တော့ဒီ q ကမဖြစ်မချင်းဒီလုပ်မယ်ဆိုတော့ငါတို့ကပထမဦးဆုံး direction ဆိုတာရှိရပေါ့ဒီကောင်ကဒီမှာငါတို့ဒီမှာရှိရဒီကောင်အောက်ကိုငါတို့ကြည့်မယ်ညာဘက်ကိုကြည့်မယ်ဘယ်ဘက်ကိုကြည့်မယ်အပေါ်ကိုကြည့်မယ် okay အဲ့တော့ direction မှာကငါတို့ကဘာသိလဲဆိုတော့ဒီမှာကြည့်အောက်ကိုသွားတယ်အောက်ကိုကြည့်ကျင်တယ်ဆိုရင်ငါတို့ကဒီ x coordinate ဒီကောင် x coordinate y coordinate ကဘယ်လောက်လဲ1 y coordinate 1ကိုငါတို့ကဘာလုပ်လဲဆိုတော့3ညဖြစ်အောင်လုပ်ရမယ်3ညဖြစ်အောင်ဆိုအနုတ်1လုပ်ရမယ်ဟုတ်ပြီနော်အနုတ်1နှုတ်သွားရမယ် okay အပေါ်သွားခြင်းနဲ့ဆိုရင် y coordinate ကို1ပေါင်းသွားမယ်ညာဘက်သွားခြင်းနဲ့ဆို x coordinate ကို1ပေါင်းတယ်ဘယ်ဘက်သွားမယ်ဆိုရင် x coordinate ကို1နှုတ်တယ်ဒီကောင်1ဖြစ်သွားတယ်တွေ့ရနော်ဒီမှာတွေ့ရနော် okay ဒါကငါတို့ရဲ့ basic idea အဲ့တော့ငါတို့က direction ဆိုပြီးတော့ direction array 2D array ဆိုပြီးတော့ငါတို့ကဘာလုပ်မလဲဆိုတော့ 1, 0, 1, -1, 0, 0, 1, 0, -1 ဆိုပြီးတော့တွားမယ်ပြီးတော့ for loop ထဲမှာ for direction ဆိုပြီးတော့ငါတို့ကဒီထဲမှာ
ဒီအခုထွက်လာတဲ့ဟာတွေကိုတစ်ခုချင်းစီပေါင်းသွားမှာပေါင်းသွားမယ်ဆိုတော့ဘာလို့ပေါင်းလဲဆိုတော့ဒီကောင်ငါပေါင်းသွားရင်ဒီကောင်ကဒီဘက်သွားမယ်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 အဲ့တော့ငါတို့က next ဆိုပြီးတော့တစ်ခုရလာလိမ့်မယ်ဒီထဲမှာပေါ့ဒီ direction ကိုငါတို့က okay ငါတို့ရဲ့ဒီကောင်ကိုထားလိုက်ကုန်းနေပဲပြလိုက်ဒီမှာငါတို့ဒီမှာကြည့်မယ်ပထမအဦးဆုံးငါတို့က direction ဆိုပြီးတော့အဓိကဒီဟာမှတ်ရမယ့်ဟာကဒီမှာဒီ direction ဆိုပြီးတော့ရှိတယ် direction ကြီးကိုဒါအလွတ်ချက်ထားပြီးသွားရင်ဒီ Q လောက်တဲ့ဟာကိုချက်ထားပြီးသွားရင်ပထမအဦးဆုံးဘာလုပ်မလဲဆိုတော့ငါတို့ကဒီရလာတဲ့ तू ကစတဲ့ start int နဲ့ဒီ start row နဲ့ start column ဆိုပြီး तू ကပေးထားမှာအဲ့ဒါကိုငါတို့က array ထွင်မယ်အဲ့ array ကိုငါတို့ကခုနကတော့ Q တဲ့ကိုထည့်လိုက်မယ်လောလောဆယ်ဒီလို Q ရှယ် Q ကဘာမှမရှိဘူးအလွတ်ပဲအဲ့ဒါ Q တဲ့ကိုဒီကောင်ရဲ့အစ point ကိုထည့်လိုက်မယ် okay အဲ့ဒါပြီးသွားရင်သူ area ချခိုင်းတဲ့ area ကို1လို့ပြောမယ်ပြီးရင် visited ဒါနည်းနည်းဒါလွတ်ချက်ရမှာကွာဘယ်လိုပြောရမလဲအလွတ်နည်းနည်းဓာတ်တွေကိုနည်းနည်းကြက်ရမှာကွာဒီကောင်ကြီးဒီဟာလောက်တဲ့ဟာကွာဒီ visited ကို true လောက်တာအဓိက idea ကဘာလဲဆိုတော့ idea ကဘာလဲဆိုတော့ငါတို့က while ဒီ q က empty မဖြစ်မချင်းဒီအလုံးလုံးမယ်ပြီးတော့ရင်ငါတို့ဒီ q ကိုဒီရလာတယ်ဒီမှာ current ဆိုပြီးတော့ဒီ q ကိုငါတို့က dq လုံးမယ်ဒီ q တွေကနေထုတ်မယ်ပေါ့အဲထွက်လာတဲ့ကောင်ပထမကောင်က x ဟုတ်တယ်နော်ထွက်လာမှာဘာလာ0ကောင်ပါအဲ့လိုမျိုးထွက်လာလိုက်မယ်အဲ့တော့ပထမကောင်က x coordinate နောက်တစ်ခုက y coordinate အဲ့တော့ x နဲ့ y နဲ့ဟိုငါတို့ကပထမကောင် x ပေးလိုက်ဒုတိယကောင် y ပေးလိုက်တယ် okayအဲ့တော့ငါတို့ကခုန direction သွားမယ်ဒီ direction ကြီးမှာငါတို့သွားမယ်အဲ့ direction က next in ဆိုတော့ဒီလောလောဆယ်ဒီကောင်ရှိတယ် next in ဆိုတော့ဒီကောင်ညာဘက်ကကောင်ကိုဆိုတော့ညာဘက်ကကောင်ကဘာလုပ်မလဲဆိုတော့ဒီ direction ကြီးရဲ့အစကောင်ကိုပေါင်းမယ်ဒီ direction ကြီးရဲ့ဒုတိယကောင်ကိုပေါင်းမယ်ဒါပေါ့ဒီလိုမျိုးဒါလေးကိုအလွတ်ချက်ထားအောင်အကဲဒီအဓိကဒီဟာတွေကအကုန်လုံးတူတူပဲဒီနားလေးတွေကဘလို့ BFS ဖြစ်ဒီနားလေးတွေအတူတူပဲအဓိကကောင်ကဒီ is valid ဆိုတဲ့ကောင်ငါတို့ကကိုယ်နီးနဲ့ကိုပြင်ရမှာဆောင်းဝန်းမှာတခုခုပေးလာတယ်မေးလာတယ်ဆိုရင်ဒီ x valid ဆိုတဲ့ဟာကြီးကိုဒီ is valid ဆိုတဲ့ဟာကြီးကိုငါတို့ကပြင်ရမှာအဓိကဒီ BFS ကြီးကိုဒီကောင်ကြီးကအလွတ်ချက်ဒီကောင်ကြီးကိုအလွတ်ချက်ပြီးတော့မှဒီ is valid ဆိုတဲ့ဟာကိုငါတို့ကကိုယ်ပိုင်ပြင်ရမှာပေါ့အကယ်၍ဒီ next in ပေါ့ဒီ next in ဒီငါတို့ရဲ့ဒီnext in ရဲ့ array ကဒီလိုဖြစ်နေတယ်ဆိုရင်ဒီမှာဒီလိုပြောင်းပေါ့အဲ့လိုမျိုးဒီမှာကြီးအဓိကဒါကိုငါတို့ကဒါလေးကိုအလွတ်ချက်ရမှာဒီကောင်ကြီးကိုအလွတ်ချက်ရမှာဒီ direction နဲ့အလုံးလုံးတဲ့ဟာဒီ loop သွားတဲ့ဟာဒီဟာလေးတွေအလွတ်ချက်ဒီ q လုံးတဲ့ဟာဒီ direction ရေးတဲ့ဟာဒါတွေအကုန်အလွတ်ချက်ပြီးမှတစ်ခုချင်းစီ is valid ဆိုတဲ့ဒီ group ကြီးကိုအကဲကိုကဒီလောက်ပဲရေးနိုင်ခဲ့ရမှာအမှတ်ပြရမှာကွာပြီးရင် is valid မှာမင်းရှောက်ပြီးတော့တစ်ခုခုရေးလိုက်ပါအဲ့လိုဆိုရင်ကအမေးရမှာကွာအဓိကဒါကြီးကိုချက်okay ဒီလောက်ပါပဲအဓိကအဲ့ဒီလိုပဲ तू ကညာဘက်ကို check လုပ်မယ်အပေါ်ကို check လုပ်မယ်အောက်ကို check လုပ်မယ်ဘေးဘက်ကို check လုပ်မယ်အဲ့လိုမျိုးပါအဲ့တော့ငါတို့က dry run လုပ်ကြည့်မယ်ဟုတ်ပြီနော် dry run လုပ်ကြည့်မယ်ငါတို့ကအကယ်၍ကိုယ့်ရဲ့ဒီမှာရှိတဲ့ကောင်ကဒီမှာရှိတဲ့ညာဘက်ကကောင်ကငါတို့ရဲ့ is valid ကိုငါတို့ပရေးမယ်အဓိကတခြားဟာတွေအထူးကုန်တူတူပဲ is valid ကိုရေးမယ် is valid ကဘာလဲဆိုတော့ is valid ကငါတို့ရဲ့ဒီ row က3ညထက်နည်းလို့မရဘူး3ညထက်နည်းလို့မရဘာလို့လဲဆိုတော့ငါတို့ဒီမှာငါတို့ကဘယ်ဘက်ကို check လုပ်ရင်ဒီကောင်3ညထက်နည်းသွားမှာအနုတ်1ဖြစ်သွားဒါကြီးကမဖြစ်နိုင်ဘူးကွာအဲ့တော့ row က is valid row က return okay ခဏလေး return row ကဘာဖြစ်ရမလဲဆိုတော့3ညထက်ကြီးရမယ်မဟုတ်ရင်3ညထက် equal ဖြစ်ရမယ် and row ကငါတို့ရဲ့ဒီတကယ်အစစ် row ပါဒီ row ကြီးရဲ့ဒီ row နဲ့ဒီ row ထက်ငယ်နေရမယ်ဟုတ်ပြီနော် row ကငယ်နေရမယ် row ထက် okay rows ထက်ပြီးတော့ column မှာလည်းငါတို့တည်ကြတယ်ဗာလဲဆိုတော့ဟိုဟာမဖြစ်ရဘူးcolumn ကလည်း3ညထက်ကြီးရမယ်မဖြစ်နိုင်ဘူးလေဒီမှာအနုတ်1ဖြစ်တာမဖြစ်နိုင်ဘူးပြီးတော့ရင် column ကလည်းဟိုတကယ် column အစစ်ထက်ငယ်နေရမယ် okay အဲ့တော့ဒါကငါတို့က out of bound မဖြစ်တော့ဒီဘက်တွေ check မလုပ်တော့အဲ့တော့ငါတို့ရဲ့အကဲ Q ထဲမှာဒီကောင်ကြီးရှိတယ်ဆိုရင် तू ကညာဘက်ကိုကြည့်လိုက်မယ်ညာဘက်ကိုကြည့်တော့အော်ဒီကောင်ကြီးကအဆင်မပြေဘူးပဲဆိုဒီကောင်ကဘာမှမလုပ်တော့ okay အဲ့တော့ဒီ is valid ကိုပဲငါတို့ကအဓိက main ထားပြီးတော့ရေးရမှာ
အဲ့တော့ဒီမှာငါတို့က row က3ညထက်ကြီးရမယ်ပြီးသွားရင် column က3ညထက်ကြီးရမယ် equal to ဒီ row က row ထက်ငယ်ရမယ် column ထက်ငယ်အဲ့တော့ငါတို့ asset logic လာပြီ asset logic ကဘာလဲဆိုတော့ဒီငါတို့ grid ရဲ့ row row column က3ညမဟုတ်နေတစ်ဖြစ်နေရမယ် okay အဲ့ဒါမှန်မယ်နော်မှန်မှာတော့မဟုတ်ပါဘူးဒီမှာ तू ကငါတို့ရဲ့ island ဆိုတော့တစ်ဖြစ်မှာပဲငါတို့ကသွားလို့ရမှာကွာ okay တစ်ဖြစ်နေရမယ်ပြီးသွားရင် visited ဆိုတဲ့ဟာရှိတယ် visited array ရဲ့ row column ကဘာဖြစ်နေရမလဲဆိုတော့ false ဖြစ်နေရမယ် false ဖြစ်နေအဲ့ဒါငါတို့ရဲ့ is valid ဒါကြီးကငါတို့ရဲ့လောလောဆယ် is valid အဲ့တော့ငါတို့ကြည့်မယ်ဟုတ်ပြီနော်ဒီကောင်ကိုကြည့်မယ်ဒီကောင်ကနေငါတို့စကြည့်မယ်ဒီကောင် starting point okay နော်ဒီကောင်ရဲ့ညာဘက်ကိုကြည့်မယ်ညာဘက်ကိုကြည့်တော့ပထမဦးဆုံးဘာလဲဆိုတော့ဒီကောင်ရဲ့ coordinate ကြည့်မယ် coordinate ကဘာလဲဆိုတော့ဒီကောင်က4ဆိုတော့4.2 4.1 ဆိုဒီမှာ negative 1နေဘာတွေမပေါက် okay ဒီတစ်ခု pass ဖြစ်သွားပြီဒီကောင် pass ဖြစ်သွားပြီအဲ့တော့ grade ရဲ့ row နဲ့ column မှာ3ည1နဲ့2နေလားကုန်းဖြစ်မှငါတို့ကသွားလို့ရမှာဒီကောင်ကြီးကဘာဖြစ်နေလဲဒီကောင်ကြီးက3ညဖြစ်နေတယ်အဲ့တော့ငါတို့ကဒီကောင်ကိုဟိုပါပေါ့ run မဖြစ်တော့အဲ့တော့ငါတို့နောက်တစ်ခုသွားမယ်အပေါ်သွားတော့1ဒီကောင်ရဲ့ငါတို့ index ရှိမယ် index ကဘာလဲ3.ဘယ်လောက်လဲ 3.2 okay 3.2ဆိုတော့ဒီကောင်ကဘာဖြစ်နေလဲvalid ဖြစ်တယ်3.2ဆိုတော့ဒီ column နဲ့ row နဲ့က pass ဖြစ်သွားပြီ negative တွေမပါနေဘူး pass ဖြစ်သွားပြီ okay အဲ့တော့ pass ဖြစ်သွားပြီဆိုတော့ငါတို့ကနောက်တစ်ခုကြည့်မယ်ဒီနှစ်ခုမှာနောက်တစ်ခုကဘာလဲဆိုတော့နောက်တစ်ခုကဒီကောင်က1ဖြစ်နေရမယ်တဲ့ okay 1ဖြစ်နေတယ်ပြီးတော့ငါတို့ visited ဆိုတဲ့ငါတို့က array တခု 2D array ထွင်ရမယ်ဒီကောင်နဲ့ size တူတူပဲအဲ့တော့ဒီကောင်ရဲ့ဟာမှာငါတို့က visited ဖြစ်လား true or false ဆိုပြီးတော့ရှိတယ် okay ဒီကောင်ကငါတို့ကအခုမှပထမဦးဆုံးသွားတော့ဒီကောင်ကဘာဖြစ်လဲလောလောဆယ်က false ရှိတယ်အကုန်လုံး false ပဲ okay အဲ့တော့ငါတို့ကဒီကောင်ကိုရပြီဆိုတာနဲ့ဒီကောင်ကိုငါတို့ကဒီဟာ pass ဖြစ်သွားပြီဆိုတာနဲ့ငါတို့ကဒီမှာကြည့်ဒီမှာ is valid ဖြစ်သွားတယ်ငါတို့ area ကိုတစ်ပေါင်းလိုက်တယ်ပြီးသွားရင် visited ခုနဟာဒီကောင်ကိုငါတို့က true ပြောင်းလိုက်တယ်ခုန false ရှိတာကို true ပြောင်းလိုက်တယ်အဲ့တော့ငါတို့ queue ထဲမှာဒီကောင်ကိုထည့်လိုက်တယ် queue ထဲမှာဒီကောင်ကြီးကိုထည့်လိုက်တယ် okay ပြီနော်အဲ့တော့ငါတို့ကဒီလိုပဲဘေးဘက် check လုပ်မယ်အောက် check လုပ်မယ် okay အဲ့တော့ငါတို့ queue ထဲမှာကလောလောဆယ်ကဘာ queue ကပြန်ပြီးတော့ဒီကောင်ဝင်သွားအဲ့တော့ queue ကိုပြန်ပြီးတော့ queue ထဲကနေငါတို့ကထုတ်မယ် queue ထဲကနေထုတ်တော့ဓာကြီးရလာတယ်ဒါကိုငါတို့ကညာဘက်ကိုကြည့်မယ်အောက်ကိုကြည့်မယ်အဲ့တော့အောက်ကိုကြည့်လိုက်တော့ငါတို့ဒီကောင်ကြီးကဟုတ်တယ်ဒီကောင်ကငါတို့က negative မဖြစ်နေ column နဲ့ row နဲ့ pass ဖြစ်သွားပြီပြီးတော့ဒီကောင်3ညမဟုတ်နေဒါလည်း pass ဖြစ်သွားဒါပေမဲ့ဒီကောင်ကြီးကငါတို့ already visited ဒီကောင်ကြီးက true ဖြစ်ပြီးသား already visited ဒီမှာငါတို့ဒီမှာကြည့်ဒီမှာဒီ visited ဆိုတဲ့ဟာဒီမှာရှိရဲအဲ့တော့ဒီကောင်ကြီးကဗမာကြီးတို့ visited ရှိတယ်ဆိုတော့ဒီမှာကြည့်visited ဒီမှာတွေ့လားငါတို့စားတဲ့ဟာ automatic true ဆိုပြီးစားတဲ့ point ကို true လုပ်ပြီးသွားပြီဆိုတော့ဒီကောင်ကြီးက automatic true ဖြစ်တာတက်ဆိုငါတို့ queue တဲ့ကိုဒီကောင်မထည့်တော့တွေ့လားနားလဲနော်ဒီမှာ queue တဲ့ကိုဒီကောင်မထည့်တော့ queue တဲ့ကိုအကယ်၍ဒီကောင်မှာငါတို့ထည့်လိုက်တဲ့တဲ့ queue ကြီးကဘယ်တော့မှပြီးမှာမဟုတ်ဒီကောင်ကနေဒီကောင်စီလာဒီကောင်ကနေပြီးမှာမဟုတ်အဲ့တော့ဒီကောင် visited ကအမှအသုံးဝင်တာကွာ okay တယ်နော်အဲ့တော့ငါတို့ကဒီကောင်အောက်ကကောင်ကမအောင်မြင်ဘူးဘယ်ဘက်ကကောင်က3ညဆိုတော့မအောင်မြင်ဘူးအပေါ်ကကောင်ကအောင်မြင်တယ်အပေါ်ကကောင်ကလည်း queue တဲ့ကိုထည့်ညာဘက်ကကောင်ကလည်း queue တဲ့ကိုထည့် okay အဲ့တော့ပြီးတော့ညာဘက်ကကောင်ငါတို့သွားမယ်ညာဘက်ကကောင်ကိုသွားရင်ဒီဘက်ဘေးဘက်ကကောင်ကဘာဖြစ်လဲဆိုတော့ဒီကောင် visited ဖြစ်ပြီးသားဆိုတော့ဒီကောင်အလုံးလုံးမရဘူးအဲ့တော့ဒီကောင်ကိုပြန်ပြီးတော့ဒီလိုအဲ့လိုပဲ main ကအဲ့ဒါပဲကွာအဲ့တော့ငါတို့ကဘာလုပ်ရမလဲဆိုငါတို့ဆရာအကယ်၍ငါတို့ဒီ BFS ဆိုတဲ့ဓာကြီးကိုငါတို့ကအလွတ်ကျက်ရမယ်ပြီးတော့ရင်ဒီ is valid ဆိုတဲ့ဟာကြီးကိုငါတို့ကဒါကတော့ already ဒါကတော့အမြဲတမ်းပဲဒီနှစ်ခုလည်းအလွတ်ကျက်အဓိကကဒါပဲဆရာပေးတဲ့ condition ဘယ်လိုပြောမလဲဆရာဘယ်လိုမျိုးလုပ်ခိုင်းမလဲအဲ့ဒါကိုအဓိကဒါလေးပဲချိန်ရမှာဒီဟာလေးပဲအဲ့တော့ငါတို့ကဒါကြီးကိုလည်း is valid ကိုလည်းရေးပြီးရင်ဒီနားလေးမှာရှောက်ရေးရဲဆိုရင်တော့ငါတို့9မှတ်လောက်တော့10မှတ်မှာ9မှတ်လောက်တော့ရတယ်ကွာအဲ့လောက်တော့ရမလားတော့မသိဘူးအဲ့တော့ဒါကြီးကိုချက်ဒီ is valid ဆိုတဲ့ဟာကြီးကိုချက်